အားလုံးပဲမင်္ဂလာပါ United ကြော်လီ TikTok နဲ့ဘောကောင် YouTube Channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့31ဆက်ပေးခြင်းတဲ့ပွဲကတော့2026ကမ္ဘာ့ဖလားအုပ်စုတဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အင်္ဂလန်အသင်းနဲ့ခရိုအေးရှားအသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်တဲ့ဒီပွဲစဉ်ကိုတော့ကျွန်တော်18ရက်နေ့မနက်2နာရီခွဲချိန်မှာရှင်ပြန်ကစားသွားကြမှာဖြစ်ပြီးတော့ဒီနေ့အသင်းရဲ့ကမ္ဘာ့ဆင့်ရက်တည်မှုကိုကြည့်ရမယ်ဆိုတော့အင်္ဂလန်အသင်းကတော့ကမ္ဘာ့ဆင့်4မှာရက်တည်နေပြီးတော့ခရိုအေးရှားအသင်းကတော့ကမ္ဘာ့ဆင့်17မှာရက်တည်နေတယ်ဒီနေ့အသင်းရဲ့လူချင်းပိုင်းကိုကြည့်ရမယ်ဆိုတော့အင်္ဂလန်အသင်းရဲ့လူချင်းပိုင်းမှာကိုသမားပိုင်းမှာဆိုရင်ဒေါ်လာပြစ်ဖို့ဒင်းဟန်ဒါဆန်ဂျိန်းဖတ်ဖို့တို့ကစားမရွေးချယ်ထားတယ်ပြီးရင်နောက်တစ်ပိုင်းမှာဆိုရင် concept တို့ဒီကို Orion Ray တို့ John Stone တို့ Mackay တို့ Livramento တို့ပြီးရင် Rich Jane တို့ Jasper တို့ Consa တို့လိုကစားမတွေကိုကျွန်တော်ရွေးချယ်ထားတွေ့ရတယ်ပွဲနယ်ပိုင်းမှာဆိုတော့ကျွန်တော် Declan Rice ရှိမယ်ပြီး Elliot Anderson ရှိမယ် Chuba Lincoln ရှိမယ် Jordan Henderson ရှိမယ် Kobe Mainoo ရှိမယ် Morgan Roger ရှိမယ်ပြီးရင်ကျွန်တော် LG ရှိမယ်လက်စစ်ပိုင်းမှာတော့ကျွန်တော် Harry Kane ကဥဆောင်လာမှာဖြစ်ပြီးတော့ Bukayo Saka, Bravo, Anthony Gordon, Oliver King, Madueke နဲ့ကျွန်တော် Ivan Toney တို့ကစားမကောင်းတွေရွေးချယ်လာအင်္ဂလန်အသင်းရဲ့စူပွဲကတော့သူတို့အတွက်အကောင်းဆုံးလူချင်းကိုရွေးချယ်လာလို့ကျွန်တော်ထင်တယ်တစ်ဖက်ကကျွန်တော်တို့ခရိုအေးရှားအသင်းကိုကြည့်ရမယ်ဆိုတော့ခရိုအေးရှားအသင်းမှာကတော့ကျွန်တော်တို့နောက်တန်းမှာဆိုရင်ကျွန်တော် Stanley Shit တို့လို Jasper Payo တို့ကစားမကောင်းတွေပါတယ်ခွင်းတဲ့ဘက်မှာဆိုလူကန်မိုးတို့ Kovacic တို့ Prama တို့လိုကစားမကောင်းတွေရှိတယ်အဲကြောင့်မို့ခရိုအေးရှားအသင်းရဲ့လူချင်းကိုလည်း short ထွက်လို့မရဘူးကစားမကောင်းတွေကိုပိုင်ဆိုင်ထားတယ်ဒီနှစ်သင်းရဲ့ပွဲစဉ်ကတကယ်ကိုကြည့်လို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်အနေနဲ့မြင်တယ်ဘာလို့လဲဆိုရင်ဒီခရိုအေးရှားနဲ့အင်္ဂလန်အသင်းတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုကအပြန်လန်းဘားတစ်ပြန်ကြားတစ်ပြန်နဲ့သူတို့အမြဲတမ်းဆော့လေးရှိတယ်အဲကြောင့်တကယ်ကိုကြည့်လို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲကိုကျွန်တော်အနေနဲ့မြင်တွေ့ရတယ်အဲကြောင့်ကျွန်တော်အနေနဲ့ဒီပွဲစဉ်ကိုသုံးသပ်ရမယ်ဆိုရင်တော့အင်္ဂလန်အသင်းကိုတော့အနည်းငယ်အကြိုက်တွေ့မိတယ်အင်္ဂလန်အသင်းကိုတော့ကျွန်တော်အနေနဲ့အနိုင်ပေးစီခြင်းတယ်အဲကြောင့်မို့ဒီပွဲစဉ်ကိုသုံးသပ်ရမယ်ဆိုရင်တော့အင်္ဂလန်အသင်းနဲ့ခရိုအေးရှားအသင်းတို့ရဲ့ပွဲစဉ်မှာအင်္ဂလန်အသင်းကခရိုအေးရှားအသင်းကိုတကူကူကြည့်နေနိုင်ရရှိသွားမယ်ခမ်းမန်းသုံးသပ်ပေးရတာအားလုံးပဲကျေးဇူးတင်ပါတယ်